အောင်လဲဟတ်တယ်ကဲဘာထူလေးကိုပြန်ပြပါမယ်နော်ဒီမှာဝယ်ထားတဲ့ဟာလေးတွေကိုတွေ့ပြီဆိုတော့ပတ်စံသက်ရှင်းပါမယ်ရှင်အမရေရပြီလားရပြီကဲကျွန်မဒီတရားရှိတဲ့ဟာလေးပါရှင်းပြီးတော့ဘာမှဒီရအောင်နော်အဲ့ဒါဘလားပေါ်လဲဒီထဲမှာတောင်းတထားမို့အမလီခဲဘာမှလည်းမပေါတော်လားခုခေတ်ရဈေးကြားကြီးတာနင်တို့ဝယ်ရလို့ရှင်လည်းမနေပဲတိလားခေါင်းဆိုင်နေဒီမှာလုံးနေတော့ငါဖို့ဘန်တထုတ်လိုက်အောင်မယ်နော်မသွားလိုက်အောင်မယ်အဲ့တော့ထားခဲ့လိုက်ပြီဟဲ့သွားလိုက်ပါအောင်နင်တို့တော့နေရပူတယ်စကားတန်နေရလေနည်းကြားရတယ်ဒီလားပလေဒီမှာလေးကတရားနေကြပါရှင်ကဲအမရေကျမဟိုကဘာလေးထုတ်ချင်လို့မပတ်စံအေးမောက်ကျွန်တော်ဒါအကောလုံးထုတ်လိုက်ကြမနော်မလေးရှိရလေအေးရိုက်အဲ့ဒါနည်းနည်းပေါ့ဒါလောက်ပဲထုတ်သွားလိုက်ကြမယ်အများကြီးလဲဟိုကမထုတ်ဘူးလားကဲအများကြီးလည်းမထုတ်ဘူးရှင်ကျွန်တော်လောဆယ်တော့ဟောဆင်းလိုက်ပါအောင်မယ်ရှင်ကဲဆင်းပါမယ်ဘာထုတ်ပွားရေးဆိုတော့လက်မှတ်တွေပါတော့မယူတာကြီးအောင်သူကကြတော့ကိုနဲ့တိတယ်ကိုရဲ့တငယ်ချင်းတို့လည်းခင်တယ်ပေါ့နော်ကဲဒီမှာဝယ်ထားတဲ့ဟာကြီးတောင်းခွဲဘူးဟိုက9000နဲ့လားရောမှာလောက်လဲတောင်းခွဲမှာတောင်းခွဲနော်ကိုလည်းပတ်စံတော့ဟိုရတယ်တော့မယ်ဒီကရွာထဲမှာအိမ်လေးသားချင်းတွေကိုဟင်းလိုက်ကိုရပဲငါဟင်းနေချက်တာနဲ့တော်ပဲကဲညီမလေးပြန်မယ်ဟဲ့ဟိုကငါ့ကိုကက်ကြီးလေးခဏလောက်ပေးလိုက်ပါလားဟဲ့ကက်ကြီးရလည်းအဆင်မပြေဘူးတိလားအိမ်မှာလာမကက်ကြီးထက်တမဲညီမလေးလာပြန်မယ်ပေးလိုက်လာခဲ့အောင်မချော်ရေးလိုက်ပို့လိုက်ပါအောင်ခလေးကိုကဲအခုဟင်းရလေးနဲ့ဟင်းချက်ပါမယ်ရှင်ဟင်းချက်ပို့လုပ်မယ်နည်းနည်းတော့နားလာအောင်မရှင်မဟင်းရလေးတော့ခဏထားအောင်မယ်ကျမတော့လောက်နားလိုက်ပါအောင်မယ်မလေးမောလိုက်တာမလေးဘန်ထုတ်တဲ့လူတွေကိုမရှင်းကြရမှာဆိုတော့အစင်ကတော့တိတ်ပြီးတော့မပြေဘူးပေါ့နော်ပြန်လိုက်တာဟဲ့အော်ညီမလေးတို့ပြန်ရောက်လာလားအမလေးထိုင်ကျေးဇူးပါရဲ့ညနေတိုင်းငါဟင်းလာပုတ်ပြီးမကြားလားအေးအဲ့တော့မေဒီနေ့အော်